မင်္ဂလာပါရှင်ဒါလေးတွေ BKK ပိုးလိုင်းသားလေးတွေပြန်ရောက်ပါပြီเนาะဒီသားလေးတွေကနိုင်ငံခြား brand ထွက်ထားတာလေးတွေမှာဆိုရင်တစ်ထည့်ကိုသိန်းကျော်ပေးရပါတယ် local brand ထွက်ထားတာလေးတွေဆိုရင်တော့မှစင်တာတွေမှာတစ်ထည့်ကို4,000 5,000ပေးဝယ်ရတဲ့အသားလေးတွေပါသူ့သားကြောလေးကိုတစ်ချက်ပြမယ်เนาะဒီလိုလှိုင်းလေးနဲ့ကိုချီပုံစံမျိုးလေးဆိုပေမဲ့ပိုးလေးချီသားလေးတွေဒီလိုပါလို့ရှိရင် short ဖို့မခံအောင်เนาะဒါလေးကပိုးလေးဖြစ်တော့ကိုယ်တိုင်လည်းချုပ်ဝေပူပြီးသွားပြီ short ဖို့လည်းခံတယ်ဘယ်ချိန်မှ2ခေါက်3ခေါက်ပေါ့เนาะ4-5ခေါက် short လိုက်တာတော့မှအီပြီးတော့မှတီးထွက်သွားတာတွေပါလေးလည်းမဖြစ်ပဲနဲ့မှဒီလိုမျိုးလှလှလေးပဲဖြစ်နေတော့မယ်သူ့ရဲ့အသားတိုင်းလေးပဲတက်လက်လေးဖြစ်နေတဲ့အသားမျိုးလေးပါပေါ့ပပလေးနဲ့အေးမယ်เนาะရမ်းမပူဘူးကာလာဆိုရင်900ရမယ်ရှင်ဒီလိုလေးစိမ့်ပြရအောင်လိုမျိုးအငိမ်လေးရမယ်စင်အဖြူပြက်ကလေးရမယ်ကာကီရမယ်ဒီလိုမျိုးပန်းမိတ်ကပ်ကလေးဒါလေးဆိုချော့ကိုပေါ့ချောကလက်ရောင်လေးစင်စွယ်လေးအနက်လေးဆိုပြီးတော့900ရပါမယ်ရှင်အလှပုံလေးတွေလည်းပြန်တင်ပေးပါမယ်ဒါလေးတွေ2000ကျော်လေးနဲ့ရမှာပါเนาะအလေးအများရှိတယ်အများကြီးလိုချင်တဲ့သူတွေကတော့လည်းအလေးစေးတက်လေးတီးတန်လေးထားပေးမှာပါရှင်